လူတယောက်တေကန်ဒီအချိန်မှာဘာပြောသွားမလဲဆိုတာဟာတဲ့သူ့ဘဝတစ်ခုလုံးမှာဘာကိုအရေးအကြီးဆုံးထားခဲ့တယ်လဲဆိုတာကိုဖော်ပြနေတတ်ပါတယ်တချို့ကတေကန်ဒီမှာပတ်စံအကြောင်းပြောသွားကြတယ်တချို့ကသားသမီးတွေအတွက်မှားရမ်းချွေသွားကြတယ်တချို့ကြတော့လဲငါမသေးခြင်းသေးဘူးဆိုတဲ့ကြောက်ရွံ့မှုတွေနဲ့ဘဝကိုအဆုံးသတ်သွားကြပါတယ်တဲ့ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလောကကြီးကိုနှိုးထားစေခဲ့တဲ့ဘုရားရှင်နောက်ဆုံးစကားကတော့အယံကိုထူပါတယ်ဒါပေမဲ့အဲ့ဒီစကားတူတူလေးထဲမှာဘဝတစ်ခုလုံးရဲ့အမှန်တရားနဲ့လွတ်မြောက်အောင်လမ်းပါသွားပါတယ်မြတ်စွာဘုရားပြိဋိနိဗ္ဗာန်စံဃန်ဒီမှာနောက်ဆုံးမှာခဲ့တဲ့စကားကတော့မပေါ့မဆနေကြတော့ပါဠိလိုကတော့အပမဒေနတမာဒေတာတဲ့ဒီစကားဟာလူတွေထင်သလိုအလုတ်ကြိုးစားကြဆိုတဲ့အဓိပ္ပာယ်လောက်ပဲမဟုတ်ပါဘူးတဲ့ကိုဘဝကိုခဏခဏသတိလွတ်မသွားစီပဲသတိနဲ့ရှင်သန်ပါလို့ပြောခဲ့တာဖြစ်ပါတယ်သတိလွတ်နေတဲ့စိတ်ဟာဘလောက်တောင်အန္တရာယ်များလဲဆိုတာကိုလူသိများတဲ့ဖြစ်ရမှန်တစ်ခုနဲ့ဥပမာပေးချင်ပါတယ်ဒီအကြောင်းအရာကတော့ကိုမြန်မာနိုင်ငံကမဟုတ်ပေမဲ့လည်းသတိနဲ့အတိအကြောင်းလေးဆိုတဲ့ခါကျတော့ထည့်ပြီးတော့ပြောပြပေးခြင်းပဲဖြစ်ပါတယ်ရှင်1982ခုနှစ်တုန်းက Eastern Airlines Flight 401ဆိုတဲ့ခီးသည်တင်လေယာဉ်ကြီးတစ်စီးဟာ American Florida ပြည်နယ်မှာပြတ်ကျခဲ့ပါတယ်။အဲ့ဒီလေယာဉ်မှာစက်ပစ္စည်းတွေဘာမှမပျက်စီးခဲ့ပါဘူးတဲ့။ engine တွေလည်းကောင်းကောင်းလုပ်ပါတယ်။အကြောင်းရင်းကဘာလဲဆိုတော့လေယာဉ်စင်းငယ်ဒီမှာဘီးပွင့်မပွင့်ကြတဲ့မီးသီးအသီးလေးသလုံးမလင်းတာကိုလေယာဉ်မှု3ယောက်စလုံးဝိုင်းကြည့်နေကြမိလို့ပါတဲ့။အဲ့ဒီမီးသီးလေးအပေါ်မှာဆက်ရောက်ပြီးတော့လေယာဉ်ကြီးဟာတပေချင်းစီအောက်ကိုနှိမ့်ဆင်းသွားတာကိုဘယ်သူမှသတိမထားမိလိုက်ကြပါဘူး။နောက်ဆုံးသတိရလိုက်တဲ့အချိန်မှာတော့လေယာဉ်ဟာမြေပြင်နဲ့စောင့်မိပြီးတော့လူပေါင်းများစွာအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။လေယာဉ်ကိုဖျက်ဆီးလိုက်တာဟာရန်သူမဟုတ်ပါဘူး။ဆက်ချို့ရင်းချက်လည်းမဟုတ်ပါဘူးတဲ့။မီးသီးလေးတစ်လုံးသားကိုစိတ်ပါသွားပြီးတော့လက်ရှိဖြစ်ပျက်နေတဲ့ဘေးအန္တရာယ်ကိုသတိလွတ်သွားတဲ့စိတ်ကြောင့်ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့နေ့စဉ်ဘဝတွေကလည်းဒီလေရင်မှုတွေလိုပါပဲတဲ့ကားမောင်နေအိပ်ပျော်နေတယ်လို့ပါပဲလူအများစုဟာအသက်ရှင်နေပေမဲ့သတိနဲ့မရှင်ကျင်ကြဘူးဒေါသထွက်တဲ့အချိန်ဒေါသတွေမျောသွားတယ်လောဘတက်လာတဲ့အချိန်အဲ့ဒီစိတ်နာကိုလိုက်သွားတယ်တကယ်တော့လူကိုအန္တရာယ်အများဆုံးဖြစ်စေတာကအပြင်ကရန်သူထက်သတိလွတ်နေတဲ့ကိုယ့်ရဲ့စိတ်ပါဒါကြောင့်မြတ်စွာဘုရားဟာနောက်ဆုံးချိန်မှာတော့ငါ့ကိုကူးပေကြလို့မပြောခဲ့ပါဘူးဘုရားတွေအများကြီးတည်ကြလို့လည်းမပြောခဲ့ဘူးမပေါ့မဆသတိနဲ့နေကြလို့ပဲပြောသွားခဲ့တာပါဘာလို့လဲဆိုတော့ကိုယ့်ဘဝကိုတကယ်ကဲတင်နိုင်တာဟာကိုယ့်ရဲ့သတိပဲမို့လို့ပါတဲ့နှစ်ပေါင်း2500ကျော်ကထပ်ပို့ပြီးတော့ရှုပ်ထွေးဆင်ញံလာတဲ့ဒီနေ့ခေတ်ကြီးထဲမှာဒီသတိတရားကပိုတူတောင်မှလိုအပ်လာပါတယ်အခုခေတ်မှာကျွန်တော်တို့တွေဟာဖုန်းကိုကြည့်လိုက်ပတ်စံနောက်လိုက်လိုက်နဲ့ကိုယ့်အတွင်းစိတ်ထဲဘာဖြစ်နေလဲဆိုတာကိုမေ့နေကြပါတယ်အပြင်မဲမှာအောင်မြင်နေလဲရှင်ထဲမှာမအေးချမ်းကြပါဘူးတဲ့မြတ်စွာဘုရားရဲ့နောက်ဆုံးစကားဟာတီကန်ဒီလူတယောက်ရဲ့စကားမဟုတ်ပါဘူးမိုးထသွားတဲ့လူသားတယောက်ဟာအိမ်မက်ထဲမှာမျောနေသေးတဲ့ကျွန်တော်တို့ကိုယ်စိတ်ကိုမိမထားနဲ့တော့လို့လှမ်းနှိုးလိုက်တဲ့စကားပါဒီနေ့ကစပြီးတော့ဘလောက်ပဲအလုံးရှုပ်တနည်းကိုမိနစ်အနည်းငယ်လောက်ဖြစ်ကိုယ်စိတ်ကိုပြန်ကြည့်ဖြစ်အောင်သတိကပ်ကြပါစို့ဗျာအားလုံးပဲသတိတရားနဲ့အေးချမ်းသာရတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ဒီစာသားလေးကတော့မူရင်းရေးသားသူကိုတင်မမောင်ရဲ့page ကနေပြီးတော့ကိုကားပြီးတော့ရေးသားခဲ့တာပဲဖြစ်ပါတယ်ရှင်။မူရင်းရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးရပါတယ်ရှင်။နားဆင်မိကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးထုတ်ပြန်တင်ရှိပါတယ်ရှင်။